29ရက်5လ2025တောင်မြုံမှာကနာရောင်ကျောင်းလိုက်တော်တွင်ကဧကန်ဆောင်သွားတဲ့လမ်းရဲ့ညာဘက်ဘေးပေါ့နော်ညာဘက်ဘေးကရှင်သာမဏေလေးတွေနေထိုင်သတင်းသုံးနိုင်ဖို့9ပင်4ကန်းထေရတဲ့ကျောင်းဆောင်လေးပေါ့နော်ဒါလေးရင်းနေ28ရက်နေ့ကလေးကျွန်တော်တို့6ပင်5ကန်းစာချဆောင်ကြီးနဲ့အတူတူပဲစောက်လုပ်ခဲ့ကြတာပေါ့ဒါပေမဲ့ဒီဘက်မှာကအောက်ကကွန်ကရစ်လမ်းပေါ်ကိုငကွာကျောင်းတွင်းကွန်ကရစ်လမ်းကြီးပေါ်ကိုတိုင်ချင်းတူရတာဆိုတော့တိုင်ချင်းတူရနဲ့တိုင်ဆိုင်တာနဲ့တရက်လောက်ကုန်သွားခဲ့တာပေါ့နော်အဲဒီနေရာလေးပါဒါကအခုဒီနေ့မှတော့အချင်းကျဲပညာလောက်နိုင်ပြီပေါ့အဲဒီနေရာတော့ဂန်းနေပါတယ်နဲ့လဲဖောက်ယူရတော့အောက်ကကွန်ကရစ်လမ်းကြီးဖြစ်နေသေးတော့ပေါ့ဒီအရှိဘက်က6ပင်5ကန်းစာချဆောင်ကြီးကတော့ဒီကနေ့ပြန်စပြီးတော့မိုးနေပါပြီဒီကျောင်းဆောင်ကြီးက6ပင်5ကန်းဖြစ်သည့်အလျောက်ခန်းပွင့်နေရလဲကျေတယ်ဗျခန်းပွင့်နေလဲအကျေကြီးလောက်ထားတာဆိုတော့ဘေးရက်ကလေးရဲ့ဒါအဖီချထားတဲ့လက်ရှိထရွယ်ကျောင်းဆောင်လေးတွေကိုဖြတ်ပြီးတော့မှပြီးပြင်မိုးလို့ရတာပေါ့နော်အခုကတော့မိုးပြီးတော့မှပါကျွန်တော်တို့ထရွယ်မိုးတဲ့အလုပ်ပြီးပြီဆိုရင်တော့ခဏခဏနေသာနာမယ်ပေါ့ဗျာနေသာနာပြီးလို့ရှိရင်တော့အောက်ကအထက်သားခင်းမယ်ပေါ့ဆရာတော်ကစာချဆောင်အောက်မှာအထက်သားခင်းခြင်းနဲ့ထက်သား9မီလီတွေခင်းမယ်ပေါ့9မီလီခင်းမှာပါအခုကတော့ဒါမိုးနေတဲ့နေသားကပြီးတဲ့လောက်သွားပြီဆိုတော့အောက်ကအထက်သားခင်းမှုစင်နေကျဲမယ်စင်ကတော့အထက်သား10ပေ4ပေ9မီလီတစ်ချက်ရဲ့area နဲ့တိုင်းထွာပြီးတော့အသားခံတယ်ဟိုဘက်တိတ်ဒီဘက်တိတ်7မိနစ်တွေကိုအသားခံနေပေါ့အသားခံပြီးတော့ဂျားကတော့ဝါးစင်ကိုပဲ3ချောင်းစီအဲ့လိုမျှထည့်ရတာပေါ့ကုန်ကြစိတ်ကရမ်းများနေလို့လေကုန်ကြစိတ်ကဆရာတော်တို့ရမ်းများသမားဆိုလို့အဲဒီလိုအသားစင်နဲ့ဝါးစင်နဲ့ရောပြီးတော့ခင်းမှဖြစ်ပါတယ်ဒါကတော့တသားစခင်းနေပြီပေါ့ဗျာထပ်သားခင်းနေတဲ့အနေထားလေးပေါ့ထပ်သား9မီလီစပြီးတော့တောင်းမထိတ်ကနေပြီးတော့ခင်းနေပါပြီဒီပေါ်မှာဆရာတော်တန်ဃာတော်တွေစာသင်စာချလောက်ကြမှာဆိုတော့အောက်ကအထက်သားလေးခင်းထားမှအဆင်ပြေမှာပေါ့နော်ဒါကြောင့်မလို့ဒီနေရာလေးကတော့ထပ်သားခင်းထားမှဘူးအဆင်ပြေမှာဆိုတော့ထပ်သားခင်းနေတာပါဗျဟုတ်အခုလိုထပ်သားတွေစပြီးတော့ခင်းတဲ့ဘက်ကခင်းခေါင်းအုပ်တဲ့ဘက်ကခေါင်းအုပ်ပြီးတက်ပြီးတော့ဒါကျွန်တော်တို့နေခင်းပိုင်းဆရာတော်ချက်ပြုတ်လာတဲ့ဟိုပါနော်ဆရာတော်ချက်ပြုတ်လာပြီးတဲ့တရားဆရာတော်ချက်ပြုတ်လာပြီးတဲ့ဟိုထမင်းဟင်းနဲ့ကျွန်တော်တို့ဖွဲ့ပြီးနေတာထမင်းစားနားတာပါခင်ဗျဟုတ်နေတာနားပြီးရင်တော့ထရံကပ်ပါညာလောက်တော့မှာပါဟုတ်ကဲ့ဒါက29ရက်မနက်ခင်းပိုင်းမှာခင်ဗျာအားလုံးနဲ့လူသားတို့ခေါ်နိုင်ကြပါစေဗျာ